မင်းတို့အာစီရောအဲ့ဒီလေစိတ်ကိုရောက်ခုရဲ့လားလို့မရောက်ခုနဲ့ငါတို့လာမပြင်းနဲ့လို့ပြောလိုက်ပြောအောင်တော့ဒီပါအိုးတလုံးခွဲလိုက်ခွဲလိုက်ဖြင်းဟုတ်တောင်းတာအဲ့လိုပြောမရဒီနေ့ဟာအဲ့ဒါကြောင့်လို့မကြည့်နဲ့ကွာမကြည့်နဲ့ကွာအဲ့ကောင်မသွားသေးနဲ့ဂုတ်ကဆွဲပြီးခေါ်လာခဲ့ကကွာရဲ့ဒါထိခိုက်ဒဏ်ရာရထားတယ်ဆိုတော့ကျမတို့လည်းဝတရားရှိပါတယ်ဟုတ်ပါတယ်ခင်ဗျာဒါကြောင့်မို့လဲကြီးရဲမှုကိုငဲစီငဲရဲမှုကိုပပျောက်စီဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်လာခဲ့တာပါပြောစမ်းဘယ်နဲ့ချက်ကြုတ်ထားရလဲ ဒီကောင်တွေပြောတာတော့၄ချက်တယ် ၄ချက်ခွဲလောက်တော့ရှိငါချက်ပြုတ်ပြုတ်ပါကွာဟဲ့ညငါအချက်ကြီးရှော့ပြောနေတာဒါခေါင်းရိုက်နေတာမဟုတ်ဘူးဟုတ်တာပေါ့ဒေးဗစ်ဟာဒါခေါင်းရိုက်တာမဟုတ်ဘူးကွာခေါင်းကိုထိုင်းရင်အိုးနဲ့ရိုက်တာမင်းတော့မရိုက်တော့ဘူး ငါတို့ကကြောက်တတ်တယ်လေဘာဟုတ်ငါတို့ကရှောင်တတ်တယ်လို့အဲ့ကောင်မရှောင်တတ်လို့ဖြစ်တာငါရှောင်တယ်လို့သူတို့ကရိုက်တာကိုတော်စမ်းမင်းမပြောနဲ့မင်းတို့လည်းမပြောနဲ့မင်းလည်းမပြောနဲ့အေးဟောငါသွားပြီလေ မင်းလည်းရှောက်ရှောက်မပြောနဲ့လို့မင်းစကားများလို့ဖြစ်တာ ဒီကောင်ခံရင်းနေတာလေဟဲ့တာအဖေလည်းမပြောနဲ့ နည်းနည်းတော့ပြောပြရစီတော့မှမေးကြိုက်သလောက်ပြောပါစပွဲကုံကိုမရိုက်ပါနဲ့ရဲစကားစပွဲကုံတို့လူကြီးရဲ့စပွဲကုံဆိုတော့မရိုက်ရဘူးအမှုတွေလာတတ်တယ် မင်းဖေကရှင်းတတ်တာလည်းမဟုတ်ဘူး ဟဲ့မင်းလည်းမပြောနဲ့ မင်းတို့ကောင်တွေကတငယ်ချင်းတို့မပြောနဲ့ အဲ့ဒါဆိုငါတို့ကဘသူတငယ်ချင်းတို့ပြောရမှာလဲ ကလုံးတငယ်ချင်းတို့ပြော အဲ့လိုပြောရင်မင်းကစိတ်ဆိုးမှလား မင်းတို့ရွက်ပြောနေတာငါတော့တိုင်းသိတော့နေတာတွေးမရှိတဲ့ကောင် ငါတော့တွေးရှိတယ်နော်အခုတည်းစိုးနေတော့မယ် အေးတက်တော့ငါထုတ်လိုက်မယ်မင်းကွာငါတငယ်ချင်းဖြစ်ပြီးတော့ကတုံးရဲ့ကောင်တွေရိုက်တော့ခံလိုက်ရတယ်ဟမ်ပြီးတော့မင်းတို့ကြော်ချင်းတော့လည်းကျင်တတ်လိုက်ရတယ်အတော့မကြတဲ့ငါပြေတဲ့ကောင်မင်းတို့ဆွဲချနေဟမ်အတော့မကြတဲ့ကောင်ငါတို့တာဖတ်နဲ့တိတ်ကောင်ဆွဲချနေတာအဖေကျွန်တော်တော့မကျင်တတ်ဘူး စပွဲကုံရဲ့ဒါစုပြီးလို့လားအဖေလည်းကြားဘူးနောက်နဲ့ပြောတော့ပါသားရဲ့ ဩလူရိုက်ခံရတာကိုပြောတာရက်လူကြီးရဲ့ဟုတ်တယ်အဖေမတိကြအောင်စောင့်မနေနဲ့နော်အမှုတွေကိုပတ်စံပေးပြီးဖျောက်ပြက်ပြစ်လို့ရတဲ့အထဲမှာကျွန်တော်တို့ရောမပါစေရဘူးကျွန်တော်ဒီကိစ္စကို Facebook ပေါ်တင်တယ် ဟာမလုပ်ပါတော့ကွာငါပါကိုးသွားမှာဗောကာကာရှင်းရငွေနဲ့ဖိတောင်မိကောင်ကလက်ခံခဲ့တာဟမ်ငါ